တကူလာလေးကျော်3ရက်မာပင်းရန်အကျက်လေးမန္တလေးတိုင်းဒေသကြီးမန္တလေးမြို့ပြည်ကြီးတော်မြို့နဲ့ချမ်းသာကာယရက်ကွက်ချမ်းသာအောင်စီမာစီသာသနာရိပ်သာဝင်းအတွင်း၌တတိပဒဝိပဿနာဘာဝနာတရားရှုမှတ်ပေါ်များအထုလေးလည်းရကုန်သောယဟန်ရှင်လူယောဂီပရောဇဉ်ပိတ်တော်သူတော်ကောင်းတို့အားကောင်းလို့ရကတာကောင်းလို့ရပါဠိတော်များဖြင့်အခြေခံတန်းစာဆင်၍ဟောကြားအပ်သောဘဝဆိုတာယာယီပါတရားတော်တဲ့ပရိသတ်ဒီပါတရားတဲ့ဘုရားဒေသနာတော်ဟောကြားပြီးဒီပါကြောင့်အလဘတရားတော်လည်းကြောင့်သူတော်ကောင်းတွေကလောကလေးတွေချီမြတ်တော်ကလေးချာ၍ဘုရားကုတော်အာယုံပြုပြီးတော့တရားကြပါအလုံးစုံကျော်တဲ့ယောဂီပရောဇဉ်တွေတပေါင်းများစွာကခေမိုးကြီးစေပါဘုရားရှင်ကိုပြည့်ပညာပြပြရှိခိုးကြရအောင်ဗုဒ္ဓဣဇေကဗုဒ္ဓသာအရဟအရတဝကမတာပိတုဘုရုတ္တဓမ္မဒေတကသာဘာယကဣမေတိသအာဂုနေနဝန္တာမိသတ္တရာယသဗယဣစေကဗုဒ္ဓယဟန္တာသက္ကသဝကမာတဝကအလေဦးကြီးဦးလေးရာကြီးပါတွေအကြီးကြီးအကြီးလေးအကိုအမယနေ့တဲ့ခင်မွန်းတဲ့တလုံးစားဘူးသူကျေးဇူးရှိသူသင်္ဇယာမြတ်ဇယာကြာဇယာတရားဟောဇယာသာသောပုဂ္ဂိုလ်သူမြတ်တို့၏အဘောနာကာယကံဝစီကံမနောကံဒီကံသုံးပါးတို့တွင်တိလျက်နဲ့ဖြစ်စေမတိပဲနဲ့ဖြစ်စေယခုဘဝအတိတ်ဘဝဘဝတိုင်းကပြမခဲ့ပါသောပြမခဲ့သည်ရှိသောထိုအပြစ်တော်မှာခွင့်ပြုတော်မူကြပါခွင့်လွတ်တော်မူကြပါကြည်တော်မူကြပါကြည်နတ်တော်မူကြပါအရှင်ကအရှင်ရည်တို့ဖရာယနေ့ချိန်မှစ၍ဘုန်းကြီးစေပါကိုဝန်ချကောင်းမရသည်ကုသိုလ်ကံဒီနာတို့ကြောင့်ဘုရားတပည့်တော်မာတို့ဤသတ္တအတိတိ၌ခေယောဂိနေသောသိအောင်၍နေသောစေကဲ၍နေသောဥစ္စာချောင်းဖြာဥစ္စာရှိဖြာဒီယောဂမာယောဂဝိဒနာမန္တများတို့ဤ
ဘတ်တွင်ဒီမပြေပြီးတကယ်တော့ကျင်းစေရောကြရေပြောင်းရပါစေသာအရှင်မြတ်ကြီးတို့ဘုရားကေမောနီစေဘာဘုရားရှိခိုးခြင်းရှိခိုးပြီးတဲ့နောက်စัจ java လာအနာဂတ်မှာရှားတဲ့ဒီနေ့မှာတတ္တဝါအပေါင်းနဲ့တကွာချမ်းသာအောင်ဒီမာစီရတရိတာဝင်တွင်နဲ့ပြင်သုံးဆန်းပြောနေထိုင်တော်မူကြတဲ့ရဟန်းရှင်လူယောဂီသူတော်တွေပြိတ္တတို့ကိုမေတ္တာပို့ကြရအောင်စัจ java လာအနန္တ၌လုံးစုံကတိတတ္တဝါတွေဘုမာတရံပူပန်ဆွဲတယ်ကိုစီရဲ့လက်ပြမစီဒီတတရဲ့အပေါင်းတို့ခွာတိလို့ငြိမ်းပါစေစိတ်မှာတန်တန်ပူပန်ဆွဲတယ်စိတ်စီရဲ့လက်ကမှာစေစိတ်ရဲ့ကုန်ခန့်နိဗ္ဗာန်ရနိုင်ပါစေဧဒါကဘုရားဟောကြားမေတ္တာထားဝါရေအတ္တမဘိစัจ java လာအနန္တလုံးစုံကတိနဲ့ပြမာတွေဘုမာတတံပူပန်ဆွဲတယ်ဘုစီရဲ့လက်ပြမာစေဒီတတရဲ့အပေါင်းတို့ခွာတိလို့ငြိမ်းပါစေစိတ်မှာတတန်ပူပန်ဆွဲတယ်စိတ်စီရဲ့လက်ကမှာစေစိတ်ရဲ့ကုန်ခန့်နိဗ္ဗာန်ရနိုင်ပါစေဧဒါကဘုရားဟောကြားမေတ္တာထားဝါရေအတ္တမဘိမြမနိုင်ငံလေးစံပြောကြတယ်နန္ဒလိတိုက်တွင်စံပြောကြတယ်ချမ်းမြေအောင်စီတွင်စံပြောကြတယ်ခြေလူအမြတ်ချမ်းသာစေဒီကေပါစေစုချွေတောင်းလို့ဒေယပေါင်းဝေချစီပေါင်းယူလူရမတ္တများတွေရေကတာရိပြည့်စုံစေဧဒါမကိုရောစေ
စိတ်ရောငြိမ်းချမ်းသာမလေတရားတော်ကိုယုတ်တိသောဣရိယာပုမြတ်သောဣရိယာပုတဲ့သောဣရိယာပုတွေနဲ့နိုင်နိုင်ရပါ၏ကောင်းသောရယကတကောင်းသောရယပါဠိတော်များနဲ့တကွအခြေခံတန်းစာဆင်ပြီးတော့ဟောကြားမယ့်တရားကဘဝဆိုတာယာယီပါတရားလေအလုံးလိုက်ဆိုမဲ့တိုက်ပလောက်ကောင်းကောင်းကြောင်းဘလောက်ကောင်းကောင်းအစာဥတွေဘလောက်ကောင်းကောင်းစိလနဲ့ဘေးနဲ့တွေ့ရင်ငလေးဘေးနဲ့တွေ့ရင်ကစားစီကျိုးပဲရစီရပါတယ်တိုက်တွေဘလောက်ကောင်းကောင်းကြောင်းတွေဘလောက်ကောင်းကောင်းအစာဥတွေဘလောက်ကောင်းကောင်းစစ်လက်နဲ့ဘေးနဲ့တွေ့ရင်တစားစီကျိုးပဲရစီရတယ်ဆိုတာတပြည့်သွားမကြည့်နဲ့ဘသူပဲကြည့်ရွာပဲကြည့်ဘယ်လိုရွာမှရှိတာအခုအိမ်တွေရှိသေးလားတိုက်တွေရှိသေးလားအစာဥကောင်းကောင်းတွေရှိသေးလားစစ်လည်းနဲ့ဘေးနဲ့တွေ့ရင်တစားစီကျိုးပဲပျက်စီးရတယ်လို့ငလျင်ဘေးနဲ့တွေ့ရင်လည်းတစားစီကျိုးပဲပျက်စီးရပါတယ်အစာဥတွေဘယ်တော့ကောင်းကောင်းတိုက်တွေဘယ်တော့ကောင်းကောင်းကျောင်းတွေဘယ်တော့ကောင်းကောင်းကောင်းလာပါတယ်ဆိုတဲ့တိုက်တွေကျောင်းတွေအိမ်တွေအစာဥမှန်သမျှစစ်လည်းနဲ့ဘေးနဲ့တွေ့ရင်တစားစီကျိုးပဲပျက်စီးရတယ်လို့ငလျင်ဘေးနဲ့တွေ့ရင်လည်းပဲပျက်စီးကြရတယ်ဆိုတာသိတဲ့နာလားမသိတဲ့နာအိမ်ဆိုတာယာယီပါကျောင်းဆိုတာယာယီပါတိုက်ဆိုတာယာယီပါဘဝဆိုတာယာယီပါအချိန်မရွေးမသိနိုင်ဘူးလားသိတယ်လူဘုံလူဘလူလောကခေတ္တကနာလာကြတာအချိန်စေ့ရင်အိရှင်နေလားဧည့်သည်တွေလားဧည့်သည်တွေဖြစ်တဲ့အတွက်ကြောင့်ခေတ္တကနာအလယ်လာကြတာအချိန်စေ့ရင်ဘာလို့ရမှာဒါဆိုမိမိတို့ရဲ့ဘဝတွေဟာသာဝရလားယာယီလားယာယီပါဘဝဆိုတာယာယီပါအဲ့တော့ငါလေးလိုက်ဆိုကြရအောင်ဤလူဘဝလာခဲ့ရခဏသာဖြစ်သည်ဤလူဘဝလာခဲ့ရခဏသာဖြစ်သည်ဘုတိနကလူဘလူဝလူလောကခေတ္တကနာလာကြတာအချိန်စေ့ရင်အခုမရင်ပေးနေလေပြန်သွားကြကိုပေးပေးနေလေပြန်သွားကြကိုစပေးနေလေပြန်သွားအချိန်တည်းရဲ့တော့အိမ်ပြန်ရမှာလူတို့ရဲ့နေပေါင်း50အတန်50ဒီစရုမာတွေကတရက်အခုဘုံအတန်50ပေါ့ဘုံအတန်50ကိုတွက်ကြည့်လိုက်တော့စရုမာတွေတို့ရဲ့နဲ့တဲ့အတွက်တော့မလေးရပဲရှိသေးတယ်လူတို့ရဲ့တတန်တရားဒီကာဝရိနာကတရားတာဝရိနာရဲ့တရားဟာလူတွေရဲ့တတန်တရားဒါဆိုလူဘကအကြာကြီးလားခဏကလေးလားအချိန်စိတ်ရဲ့လူဘုံလူဝလူလောကခေတ္တကနာရရှိရောက်ရှိလာကြတဲ့ပုဂ္ဂိုလ်တွေဟာသာဝရလားယာယီလားဘဝဆိုတာဘဝကလေးလိုက်ဆိုကြရအောင်ဤလူဘဝလာခဲ့ရခဏသာဖြစ်သည်ခဏလေးလာဧတေမာ
ယံခါသွားရမည်ဆိုကြည်နကခေတ္တကနာလာကြတာအချိန်စိတ်ရင်ပြန်ရမှာအလုံးစုံနေရမှာ85နှစ်အလုံးစုံနေရတယ်ဘယ်နဲ့အခု85နှစ်တက်တန်းရှိတဲ့ပုဂ္ဂိုလ်တွေရဲ့တက်တန်းလေးနည်းနည်းတွေ့ရလူတွေရဲ့တနေ့အိတ်ချိန်ဟာ8နာရီလူတွေရဲ့တနေ့အိတ်ချိန်ဘယ်နာရီ24နာရီတရက်ဟာလူတွေကဘယ်လောက်အိတ်တာကုန်သွား8နာရီကအိတ်တာကုန်ဘယ်နာရီကျန်တော့16နာရီအဲ့တော့အသက်85နှစ်တက်တန်းရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာအိတ်တာနဲ့25နှစ်ကုန်တယ်အိတ်တာဘယ်လောက်ကုန်လို့အဲ့ဒီ25နှစ်ကဘာလို့တာနဲ့ကုန်အိတ်တာနဲ့ကုန်ဘယ်လောက်ကျန်တော့50နှစ်ကအစိမ့်နှုတ်လိုက်တော့50အဲ့တော့50ဟာကလေးဘဝနေမှာ10နှစ်ရဲ့စာတင်တာက15နှစ်ရဲ့ပေါင်းလိုက်တော့25အဲ့ဒီ25နှစ်ကရောအလဟတ်ကကုန်မပါဘူးလားအိဒါက25နှစ်စာတင်တာနဲ့ကလေးဘဝနေတာက25နှစ်ပေါင်းလိုက်တော့ဘယ်လောက်ကျန်အဲ့ဒီအစိတ်ကချက်မပြောမရှုံးမဖို့မသွားမလားမပြောမပါမမောမသွားမယ်နှုတ်လိုက်စမ်းရိတ်တာနေတာဘယ်နဲ့လဲကိုယ်ဝိတ္တာဘယ်နဲ့လဲဒီလက်ရှင်ဝိတ္တာဘယ်နဲ့လဲတွေ့လားမဲလားဗျကိုယ်ပိုင်အချိန်နဲ့ဘုံဆိုင်အချိန်ဘာကုန်တာများသူများအတွက်အချိန်ကုန်တာတွေများလားကိုယ့်အတွက်အချိန်ကုန်တာတွေများလားကဲဘုံဘုံတို့ကြတွေ့မယ်လေလူဘဝနေတာက9နှစ်ကိုရင်ဘဝနဲ့ယဟန်ဘဝနေတာက40နဲ့9နှစ်သူများအတွက်နဲ့ကုန်တာလားဘုံဘုံတို့ကိုယ့်အတွက်နဲ့ကိုကုန်တာလားကိုယ့်အတွက်နဲ့ကိုကုန်တာအခုလူတွေကြတော့တွေ့ကြည့်တယ်အခုရိတ်တာဘယ်နဲ့နေပြီးကြပြီတော့လူတွေခဏကလေးလာတဲ့တရက်တော်မှာတစ်ချိန်လောက်ဝင်ပြီးတရားထိုင်ရမှာပြင်းနေတာလေကျန်တာဆိုပြောမနေနဲ့မှန်လားဗျအဲ့တော့တစ်ချိန်လောက်တရားထိုင်ပြီးကိုယ်ပိုင်ချိန်နဲ့ဘုံတိုင်းအချိန်ကများနေပြတ်တာကြောင့်အခုလိုရိတ်တာရောက်တော့ဘာအချိန်တော့ကိုယ်ပိုင်အချိန်ဘာအချိန်တော့ကိုယ်ပိုင်အချိန်ဒါကြောင့်လူလောကခေတ္တခဏလာကြတာအချိန်စိတ်ရင်ပြန်ရမှာအိဒါက25နှစ်ဇာတိနာနဲ့ကလေးဘဝနေရ25နှစ်ချက်ပြုတ်ရှော်ဖို့ပြိုပါမော်ကြွားနေတာက25နှစ်ကိုရောကိုအတွက်မရလားဗျာဒါတော့ကိုအတွက်ကြံအောင်လို့လာတော့လူကခေတ္တခဏယာယီလေးနေတုံးလေးမှာကောင်းနေကြဘယ်လိုနေကြလဲဘဝဆိုတာယာယီအချိန်မရွေးပြန်နိုင်တယ်တော့အိမ်ရင်းနဲ့လေစားရင်တောင်းရင်းနဲ့လေတွားရင်လာရင်နဲ့လေပြောရင်ဟောရင်နဲ့ရောဒါဆိုရင်လူတွေလားဆိုတော့ပလင်မောဘုံကြီးရောမပြရဘူးလားအချိန်စိတ်ရင်အဲ့တော့ဒီကလေးလိုက်ဆိုကြရအောင်ဤလူဘဝလာခဲ့ရသမသာဖြစ်သည်ခဏလေးလာဧသေမယံကသွားရမည်အလာလေကအမေကအပြန်ကောင်းဧည့်ဖြစ်ရမည်အလာလေကအမေကအပြန်ကောင်းဧည့်ဖြစ်ရမည်ဆိုကြည့်နကအလာလေကပြန်ကောင်းဧည့်ဖြစ်ရမည်အမေကအပြန်ကောင်းဧည့်ဖြစ်ရမည်အလားမကောင်းဘူးလားကောင်းပါရဲ့ဗျာမျက်လုံးနှလုံးနားနှစ်ဖက်နှာခေါင်းနှစ်ပေါက်လက်နှစ်ဖက်ခြေတော်နှစ်ချောင်းမဆိုးဘူးလားဆိုပါရဲ့ဗျာပါးစပ်တစ်ပေါက်နားကလည်းနှစ်ခုပဲမျက်လုံးကလည်းနှလုံးပဲနှာခေါင်းကလည်းနှစ်ပေါက်လက်ကလည်းနှစ်ဖက်ခြေတော်ကလည်းနှစ်ချောင်း
ပါဇက်ကြဟဲ့အမှန်ကရှိတဲ့ကောနောက်တော့ပေးရမှာအတူတူလေလဲလဲနဲ့ပဲခြေတော်လဲနဲ့ပဲပါဇက်နေရွယ်လဲနဲ့ခုနှကောင်းလဲနှစ်ပေါက်မျက်လုံးလဲနှလုံးပါဇက်လဲဒါတော့ပေးထားလို့တော့တာနှစ်ပေါက်သာပေးတော့လေရှင်းလို့ကိုပြီးမှာမဟုတ်ဘူးအတိတ်ကဘာပြောလို့များများကြီးနည်းနည်းပြောတယ်ဘာလို့များများနားထောင်နည်းနည်းပြောများများရှူနည်းနည်းပြောများများလုပ်နည်းနည်းပြောများများသွားနည်းနည်းပြောအခုမြင်ပရိသတ်ပြီးဆုံးအောင်မျိုးလုံးကမကြည့်သေးဘူးဟိုကမှဟိုကြောင်းနဲ့ဝင်သွားဟိုဘုန်းကြီးကြောင်းနဲ့ဝင်သွားပါဇက်ကလိုက်ပြောနေတာမျိုးလုံးကအဆုံးကြည့်ပြီးဘာသွားလုပ်တာလဲဘယ်လိုလုပ်တာလဲဘယ်လိုပြန်ထွက်လဲအခုမဟုတ်ပါဘူးမလေးရိတ်တာလည်းကမှနှခမ်းပါနေနဲ့ဟောပြောရင်ကြံခံပြောတာအလားကြိုက်တဲ့လူကကြိုက်တာပဲမဟုတ်လားဟုတ်လားအဲ့ဒါဗဇက်ကလေးကာစီတော့စီပြန်ကြွားတော့ကြွားပဲဒီဆိုင်ကနေသွားတယ်ဗဇက်ကလိုက်မပြောဘူးလားပြောတယ်ဗဇက်ရဲ့အထိတ်တွေကနည်းနည်းပြောများ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 နားထောင်နည်းနည်းနားတော့ထောင်ပြီးတော့နားမထောင်သူပြောတဲ့စကားနားမထောင်ဘူးကလူပြောတာစကားပြောတာရင်အပြောလေးမများဘူးလားများလားဒါကြောင့်အပြောလေးတွေရှော့နားထောင်တာလေးတွေရှော့ခဏကလို့အကြည့်လေးတွေရှော့သဘောပေါက်လားအဲ့တော့အပြောလေးတွေရှော့များများနားထောင်များများကြည့်များများရှုများများအလုပ်ကြတော့မလုပ်ဘူးမစက်ကပိုးပွားစီနဲ့မရလားဗျပြဿနာအစမစက်ကပြဿနာအစဘာလို့စက်ကညီကိုပေါင်းတော်မှာအချင်းချင်းမတည့်တာစက်တာမိနာဘာမတည့်တာစက်ဟိုဘက်ဒီဘက်မတည့်တာစက်ဟိုဘက်ရက်ကွဒီဘက်ရက်ကွမတည့်တာစက်ဟိုနိုင်ငံဒီနိုင်ငံမတည့်တာစက်ပြဿနာအစစက်ကအဲ့တော့ငါလေးလိုက်ဆိုကြရအောင်ဗဇက်မာတာဂတိတာစကားစင်ချင်းပြောပြောတဲ့မပြောတဲ့ချိန်ခါချင်းပြောတဲ့ခါမှပြောအကျိုးရှိမရှိစင်ချင်းကြည့်ကျိုးရှိကမှပြောပြောနေတာမပြောတဲ့လားအကျိုးရှိလားမရှိလားစဉ်းစားပြီးတော့တော့ဆုံးဖြတ်ပြီးမှပြောအမေလည်းတချို့ပြန်ပြောအဖေလည်းတချို့ပြန်ပြောမပြောဘူးလားပြောတာအဲကြောင့်ပြဿနာအစဘာကစပါပါဗျာမရလားဗျာလူကရောက်တော့လေအလားကောင်းရင်အနေကောင်းရအလားကောင်းရင်အနေကောင်းတဲ့ပုဂ္ဂိုလ်ဒီအပြန်ကောင်းတယ်အလားတော့ကောင်းပြီးမှအနေမကောင်းလို့ဆိုရင်အပြန်ကောင်းမှာမလားကောင်းပါဗျာအလုံးလိုက်ဆိုရင်မုန်းချစ်တဲ့လူတို့တန်ဝဲအနန္တဘောမရှိသောရှင်လောကီအစုလူတို့နှုတ်ကဘုံလေးပြောဤဟုတ်လေမဟုတ်လေပြောတာပါဇက်ကဘုံဘုံဘာဖြစ်တော့မယ်ညာဖြစ်တော့မယ်ဘာဖြစ်တယ်ညာဖြစ်တယ်အကုန်ပြောင်းတယ်ပြောင်းနော်သူပြုသူကံသူဇက်သူကသူခေဇမုတ်ကိုကဝေဖန်တော့ကပြန်တဲ့တန်ត្រာကပြောလေပြီသူကြိုက်တာသူလို့သူဖြစ်ရင်ကိုကြိုက်တာကိုလို့ကိုဖြစ်ရင်မေးလားဗျာအလုံးလိုက်ဆိုလေသူပြုသူခံသူဇက်သူကသူကိစ္စမို့ကိုကဝေဖန်မပြန်တဲ့သန္တရာကပြောလေပြီသူပြုသူခံသူဇက်သူကသူကိစ္စမို့ကိုကဝေဖန်မပြန်တဲ့သန္တရာကပြောလေပြီဘာပြောမှာသန္တရာကပြောမှာဗျာကိုပြောလို့ရပါဘူးဗျာကိုပြောလို့မရလို့အခုဖြစ်ထားတာတွေအများကြီးပဲဟမ်ကိုပြောလို့မရလို့ဖြစ်ထားတာတွေကြောက်ရမဲ့သူမရှိမှုထိုသူပျက်စီးပြီးယိုသေးပြီးသူမရှိမှုထိုသူပျက်စီးစ
ဆုံးမမီသူမရှိမှုတို့သူပြည့်စည်မည်ဆုံးမမဲ့လူလည်းမရှိကြောက်ရမဲ့လူလည်းမရှိဘူးယူတည်မဲ့လူလည်းမရှိအဲ့ဒီပုဂ္ဂိုလ်ပါဖြစ်ပြည့်စည်ပါပါဗျာဖြစ်ထားလိုက်လွတ်ထားလိုက်မပြောတော့ဟုတ်လားဟုတ်ပါတယ်သူ့အတွက်ကလေးနေတယ်သူ့ကြည့်ပြီးတော့လေဒါကြောင့်ဥပ္ပခါတရားချစ်လေမုန်းလေမမုန်းမချစ်မမုန်းအကောင်းဆုံးဖြစ်ထားလိုက်တော့သူပြုသူကသူဆက်သူကသူကိစ္စကိုကိုကဝေပန်တော့အပြန်နဲ့တန္တရာကပြောလေဒီသူစိတ်ကသူတို့သူဖြစ်ရင်သူခံကိုကြိုက်တာကိုလို့သူဖြစ်ရင်ကိုခံအလုံးလိုက်ဆိုရင်သူ့အကူသူ့အကူကိုမယူရရဲ့သားနဲ့ကိုမယူရရဲ့သားနဲ့ပါတယ်သူ့အကူကိုမယူကြတယ်သူ့အကူကိုယူနေမှာလေဟုတ်နော်ဘာလို့အကူကြီးယူနေမှာလဲအခုအကူမယူရတဲ့ကြာသွားနော်ငါရှိမှဆိုတဲ့စိတ်မမွေးတော့ငါမရှိလည်းဖြစ်တာတော့ပါငါရှိမှဆိုတဲ့စိတ်ငါမရှိလည်းသူကဖြစ်တာပါဖြစ်တာအဲ့တော့အကူမရှာတော့လူကအကူမရှာတော့အေးရအေးဆောင်နေတယ်ဟောတရားရှိဖို့ပဲသွားတရားရှိသွားမယ်လာတရားရှိလာမယ်လူတရားရှိဖို့ပဲပေးတရားရှိပေးမယ်တန်းတရားရှိတယ်ဒီအလုပ်လေးပဲဘယ်တော့ကောင်းတာနော်လူဘုံလူဝါလူလောကကိတ္တကနာလာကြတာအချိန်စေရဲ့မှန်ပါဗျာအလားကောင်းရင်အနေကောင်းရတယ်အနေကောင်းရင်အပြန်ကောင်းပြီးအပြန်ကောင်းဖြစ်ဖို့ရအတွက်တရားထိုင်ပါအားတိုင်းမှာတရားထိုင်ပါအဲ့ဒီမှာလေးလိုက်ဆိုကြရအောင်ဤလူဘောကဤလူဘောလာခဲ့ရလာခဲ့ရခဏတာဖြစ်သည်ခဏတာဖြစ်ခဏလေးလာခဏလေးလာဧတေမာသွားရမည်ယံမှာသွားရမည်အလားလေးကောင်းအလားလေးကောင်းအနေကောင်းအနေကောင်းအပြန်ကောင်းဧည့်သည်ဖြစ်ရမည်ပြန်ကောင်းဧည့်သည်ဖြစ်ရမည်အပြန်ကောင်းဖြစ်ရပြန်ကောင်းဖြစ်ရတတိပဒံတတိပဒံအပြန်ကျင့်သိပြီအပြန်ကျင့်သိပြီအပြန်ကောင်းဖြစ်ရပြန်ကောင်းဖြစ်ရတတိပဒံတတိပဒံအပြန်ကျင့်သိပြီအပြန်ကျင့်သိပြီအပြန်ကောင်းဖြစ်ဖို့အတွက်ပါလို့ရမှာလို့ဒီပြန်ပြရမှာဗျာလူဘုံလူဝါလူလောကကိဋ္ဌကနာလာကြတာအချိန်စေရင်ပြန်ပါဗျာမပြန်မဲ့ပုဂ္ဂိုလ်ကြံတာကြံပါဦးဗျာကျွန်တော်ငယ်သေးလို့ဆိုပြီးမခေါ်ဘဲနေပါလားနေပါဦးဗျာကျွန်တော်ငယ်သေးလို့ဆိုပြီးမခေါ်ဘဲနေပါလားနေပါဦးကျွန်တော်အိုးနေပြီအိုးမင်းမစွမ်းမို့လို့ဆိုမခေါ်ဘဲနေပါနေပါဦးဗျာကျွန်တော်ရေးသားကြီးအတွက်လုံးလုံးစီကအများကြီးကြံနေလို့ပါဆိုမခေါ်ဘဲနေပါနေပါဦးဗျာအချိန်စေရင်ပြန်ပါဗျာတိုက်ဆိုတာယာယီပါအိမ်ဆိုတာယာယီပါဗျာကျောင်းဆိုတာယာယီပါဗျာဘဝဆိုတာယာယီပါဗျာအဲ့ဒါဆိုပဲအိမ်ဘလောက်ကောင်းကောင်းအိမ်ဘလောက်ကောင်းကောင်းတိုက်ဘလောက်ကောင်းကောင်းတိုက်ဘလောက်ကောင်းကောင်းကျောင်းဘလောက်ကောင်းကောင်းကျောင်းဘလောက်ကောင်းကောင်းစိတ်နဲ့ဘေးနဲ့တွေ့ရင်စိတ်နဲ့ဘေးနဲ့တွေ့ရင်ငလျင်ဘေးနဲ့တွေ့ရင်ငလျင်ဘေးနဲ့တွေ့ရင်ဒါစီကျိုးပဲဒါစီကျိုးပဲရစီရပါလေရစီရပါလေဘုံဘလောက်ကောင်းကောင်းဘုံဘလောက်ကောင်းကောင်းသက်သွယ်မှုဧရိယာပြင်ပသက်သွယ်မှုဧရိယာပြင်ပရောက်သွားခဲ့မယ်ဆိုရင်ရောက်သွားခဲ့မယ်ဆိုရင်ဒီဘုံဟာလေဒီဘုံဟာလေတန်ဖို့မရှိတော့ပါဘူးတန်ဖို့မရှိတော့ပါဘူး iPhone ပဲကိုင်ကိုင် Samsung ပဲကိုင်ကိုင် Redmi ပဲကိုင်ကိုင် Xiaomi ပဲကိုင်ကိုင် Huawei ပဲကိုင်ကိုင်ကြိုက်တဲ့လောက်တန်ဖိုးရှိတဲ့ဖုန်ကိုင်စမ်းဧရိယာပြင်ပရောက်သွားရင်အဲ့ဒီဖုန်တန်ဖိုးရှိသေးလားရှိပါဗျာတော့ပါလားဟောပါတယ်ဗျာဒါဆိုရင်ဒီဘုန်းကြီးကိုင်ပြီးတော့တချို့ကြွားဝါနေပြီးတော့မရှိဘူးလားရှိပါရဲ့ဗျာဘုံဆိုတာယာယီပါပြန်ပြောဘုံဆိုတာယာယီပါအိမ်ဆိုတာယာယီပါတိုက်ဆိုတာယာယီပါကျောင်းဆိုတာယာယီပါဘဝဆိုတာယာယီပါအလုံးလိုက်ဆိုရင်ကားဘလောက်ကောင်းကောင်းဘလောက်ကောင်းကောင်းဒီဘေးဒုက္ခကြုံလာရင်ဒီဘေးဒုက္ခကြုံလာရင်အပူပြတ်တဲ့အပူပြတ်တဲ့မောင်းလို့မရတော့ပါဘူးမောင်းလို့မရတော့ပါဘူးလက္ခဏာ
စီစိုက်ကနဲ့ပဲစီအာရဘပဲစီကြောင်းပဲစီကရီနာပဲစီလိုက်ထွက်ပဲစီခွေးကလေးပဲစီဖောလာကြီးပဲစီရေနစ်သွားရင်မောင်းလို့မရပါဘူးဗျာဘောပေါက်လားဟောပါတယ်ဗျာဟမ်အဲ့တော့လူတွေမပြောနဲ့အခုတော်တော်များများဘုန်းကြီးတွေကလေကြောင်းပြန်တော်တော်များများဘုန်းကြီးကားပြန်စွန်စားလေးတစ်ခုသွားရွှေရကဘာကားနဲ့ဘုန်းကြီးဘာကားနဲ့ဘုန်းကြီးတွေကလည်းကားပြန်မပြန်ဘူးလားပြန်နေဘုန်းကြီးတွေလည်းကားပြန်တာပဲကြောင်းပြန်တာပဲလူတွေကလည်းပြန်တာပဲကားဘလောကောင်းရေတွေဒုက္ခကြုံလာရင်အဘုဒ္ဓတမောင်းလို့မရတော့ပါဘူးကားဆိုတာယာယီပါသဘောပေါက်လားဟောပါတယ်ဗျာအိမ်ဆိုတာယာယီပါတိုင်းဆိုတာယာယီပါကြောင်းဆိုတာယာယီပါပုံဆိုတာယာယီပါဘဝဆိုတာယာယီပါအဲ့ဒါမိုက်ဆိုတဲ့ကားဘလောက်ကောင်းပါရေတွေဒုက္ခကြုံလာရင်ရေတွေဒုက္ခကြုံလာရင်အဘုဒ္ဓတမောင်းလို့မရတော့ပါဘူးမောင်းလို့မရတော့ပါဘူးရွှေငွေတွေဘလောက်တော့ပေါ်ရွှေငွေတွေဘလောက်ပေါ်ခုမရတဲ့ယောဂနဲ့တွေ့ရင်ခုမရတဲ့ယောဂနဲ့တွေ့ရင်တင်ဖို့ရအတွက်တင်ဖို့ရအတွက်မဖြစ်နိုင်တော့ပါဘူးဖြစ်နိုင်တော့ပါဘူးဒီကွေကြောင့်တရများတွေဘလို့ပဲပေါ်ခုမရတဲ့ယောဂနဲ့တွေ့ရင်တို့ဣတ္တိအဲ့ဒီရွှေငွေတွေကကဲလို့ရသေးလားရပါဘူးဗျာကိုဗစ်တုန်းကတို့လူတွေဝေးမရှိဘူးလားရှိပါတယ်ဗျာအောက်ဆီဂျင်ဝယ်လို့ရရဲ့လားမရပါဘူးဗျာအသက်ကယ်စီတွေဝယ်လို့ရရဲ့လားမရပါဘူးဗျာရွှေငွေကြောင့်တရများတွေဘလို့ပေါ်နော်ခုမရတဲ့ယောဂနဲ့ဆိုရင်အဲ့ဒီရွှေငွေကြောင့်တရများတွေကကဲတင်လို့မရတော့ပါဘူးရွှေဆိုတာယာယီပါငွေဆိုတာယာယီပါတိုက်ဆိုတာယာယီပါကားဆိုတာယာယီပါဘဝဆိုတာယာယီပါဥပရိသနဲ့ကိုဘုန်းကြီးများတော့ဟုတ်နေတာပဲဟောတာတော့ကြောင့်ရောက်တယ်နာယီကဒီအဲ့ဒါတော့မင်းပြီးအောင်တော့ဟောပြီနော်အလုံးလိုက်ဆိုရင်ရွှေငွေတွေဘယ်လောက်ပေါ်ရွှေငွေတွေဘယ်လောက်ပေါ်ခုမရတဲ့ယောဂနဲ့တွေ့ရင်ခုမရတဲ့ယောဂနဲ့တွေ့ရင်တင်ဖို့ရအတွက်တင်ဖို့ရအတွက်မဖြစ်နိုင်တော့ပါဘူးမဖြစ်နိုင်တော့ပါဘူးဘယ်တော့ပဲပြည့်စုံဘယ်တော့ပဲပြည့်စုံစိတ်ချမ်းသာမှုမပြည့်စုံဘူးဆိုရင်စိတ်ချမ်းသာမှုပြည့်စုံဘူးဆိုရင်စိတ်ချမ်းသာမှုမပြည့်စုံဘူးဆိုရင်စိတ်ချမ်းသာမှုမပြည့်စုံဘူးဆိုရင်ပိုင်းဆိုင်မှုဆိုတာတွေဟာပိုင်းဆိုင်မှုဆိုတာတွေဟာအပေါ်ယံတတ်ပါပဲပေါ်ယံတတ်ပါပဲကားရှိတယ်တိုက်ရှိတယ်အေယာကုန်ရှိတယ်ရေခဲတစ်တာရှိတယ်ဆိုပါရှိတယ် accessory အကုန်အပြည့်စုံရှိပေရှိနေပေမဲ့လို့တချို့အိမ်ထဲမှာနေရတာမပြောစိတ်ပစ္စည်းဥစ္စာအကုန်အပြည့်စုံရှိဒါပေမဲ့နေရတာပြောပါဦးဗျာပြောရတာပြောပါဘယ်တော့ပဲပြည့်စုံစိတ်ချမ်းသာမှုမပြည့်စုံဘူးဆိုရင်နေရတဲ့ဘဝဟာလည်းအလကားပါပဲမှန်ရလားဗျာပြည့်စုံမှုဆိုတာယာယီပါပြည့်စုံမှုဆိုတာယာယီပါဒါကြောင့်ဒုတိယနာဘယ်လိုဘယ်တော့ပဲပြည့်စုံစိတ်ချမ်းသာအောင်နေရမှာလားမနေရမှာနေရပါဗျာအလုံးလိုက်ဆိုရင်ဘယ်လောက်ပင်ချမ်းရှိဘယ်လောက်ပင်ချမ်းရှိရွေးထွေးမှုတွေရွေးထွေးမှုတွေနာမှုတွေနာမှုတွေယူဆိုင်မှုတွေယူဆိုင်မှုတွေမရှိကြဘူးဆိုရင်မရှိကြဘူးဆိုရင်များလည်းပဲလူများလည်းပဲစိတ်ကြီးစရာပါပဲစိတ်ကြီးစရာပါပဲရွှေကကြောင်းကလူ600ရှိတယ်လူမများဘူးလားများပါတယ်ဗျာရွေးထွေးမှုတွေကျင်နာမှုတွေဂရုစိုက်မှုတွေမရှိရင်အဲ့ဒီလူများလည်းပဲအပေါ်ယံတတ်အလကားပါပဲရွှေကမလီကောင်းပါရွှေကကြောင်းလူတွေအများကြီးပဲရွှ
ရွှေတကားဆရာတော်အပြင်ကဟောလို့တရားဝဲပြန်လာလို့တောင်မှအပေါက်ဖွင့်မဲ့သူမရှိရင်အချွေရများလေလေကားပါဗျာသဘောပေါက်ရွှေတကားအမျိုးတွေကျောင်းမှာရောက်နေတာအရင်ချာ60လောက်ရှိတယ်ဝင်းခွဲတွေကအားလုံးဒီထဲမှာ100ကျော်200လောက်ရှိတယ်ဘလောက်ပဲအကျဉ်းရနေပြေဆုံးတွင်ထွေမှုတွေကျင်နာမှုတွေဂယုဆိုင်မှုတွေမရှိဘူးဆိုရင်အလကားပဲကဲအိမ်မှာမိသားစု9ယောက်ရှိတယ်အဖေပြန်လာလို့မှအဖေကိုခရီးဦးကြိုးဆုံးမှုမပြုတ်တဲ့သားသမီးအလကားပဲဖုံးနေနိုင်အဖေလာလည်းထားပြီးအမေလာလည်းထားပြီးမရှိဘူးလားရှိပါတယ်ဗျာအဖေလာရင်အဖေထားကြိုရမယ်အမေလာရင်အဖေထားကြိုရမယ်ကဲကျန်တာမပြောနဲ့ခုနကတို့ဒီလာပဲပြန်လာပြီကားဆရာကြီးခုနကဘယ်တစ်ချက်လောက်ကြည့်တော့ပြောပါဦးအားချက်လောက်ကြည့်တယ်၄ချက်ကြည့်တယ်ဘယ်နှစ်ယောက်ထွက်လဲတရားဘယ်လိုလဲကိုလင်းဘာကြီးလဲတရားပဲထွက်ကားပေါ်မှာပါတဲ့လူရဲ့ပစ္စည်းတွေချဖို့ဒါမှမဟုတ်ဘုန်းကြီးစင်လာရဲ့တမယာလေးတွေပြောပြီးတရားပဲပြန်လာတာလေအမောပြေလေးတူလေးတွေတူမလေးတွေအမမျက်နှာညီမမျက်နှာလေးတွေကြည့်ရတယ်ဟောတာသမျှမောခဲ့သမျှကြောက်ရောက်ပျောက်တာအခုထိုင်ဝမ်နဲ့ရေးပူရမီးပူရဒီတဲ့အပြည့်စုံဆက်ပြီးအကုန်လုံးမပေးထားဘူးလားကဲဘုန်းကြီးတွေဘက်ကဝတရားပြက်လားသဘောပေါက်လားဒီလောက်ကလေးပဲအပြီးပေးမယ်အများကြီးမပြောတော့ဘူးနော်ဘဝဆိုတာယာယီပါတိုက်ဆိုတာယာယီပါကောင်းဆိုတာယာယီပါကြောင်းဆိုတာယာယီပါဘုံဆိုတာယာယီပါဝေကောင်းတာဗရမများဆိုတာယာယီပါအချမ်းရံဆိုတာယာယီပါတကယ်ယာယီလေနေတတ်မှခြေနဲ့ဆရာကောင်းတာငါအမျိုးတွေငါမလုပ်ပေးရကောင်းလားဆိုပြီးတော့ငါပြောတာဖက်ငါပဲပြင်မှန်းပါလေဟုတ်တယ်နော်ကျုပ်တရားပြတာကတော့ကျန်တဲ့လူတရားမပြဘူးကျုပ်တရားပြတာကတော့ကျုပ်ကားမောင်းပြီးကားဆရာတရားကတရားပြနည်းနည်းလေးစိတ်ကုန်မယ်ဆိုရင်ကိုယ်သူတွေကဒီဒါကဘုရားပြောနေမှာနော်ကျုပ်တရားပြတာတော့ကိုယ်သူတွေတော်တော်များများတရားပြကိုယ်ရမျိုးရလို့သူကလူနေတတ်တယ်လို့နေတာကိုယ်သူတွေကတော့နည်းနည်းကျုပ်ဒေါသထွက်လို့ပြောတော့မယ်ညာပြောနေပြစ်တာစိတ်ချမ်းသာရပြီးရှာပေးတာနော်အဲ့တော့ဆိုလို့ရှိရင်ကလူ့ဘဝဆိုတာအကြာကြီးလားခဏလေးလားခဏလေးပါဗျာဘဝဆိုတာယာယီပါအလုံးလည်းဆိုတာဘလောက်ပဲအချမ်းရရှိဘလောက်ပဲချမ်းရရှိထွေမှုတွေကျင်နာမှုတွေယူဆိုင်မှုတွေမရှိကြဘူးဆိုရင်လူများလည်းပဲစိတ်ညစ်စရာပါပဲဘယ်လိုပဲလူဖြစ်တယ်လို့ဆိုကောင်းမှုကုသိုလ်တွေမပြုကြဘူးဆိုရင်လူဖြစ်ကြဟာလေမနဲ့တော့ပါဘူးကိုရိတ်တာလည်းပါလူပတရားရှိတယ်လို့စောစောပြောတယ်600ပါဗျာအခုတရားနာတတ်တာလည်းရောက်ပဲရှိတယ်နားလည်လားအားလည်းပါလေဗျာဘယ်လိုပဲလူဖြစ်တယ်လို့ဆိုလူတော့ဖြစ်တယ်ကောင်းမှုကုသိုလ်တွေမပြုကြဘူးဆိုရင်လူဖြစ်ကြိုးနတ်ပါဗျာဒါလို့ရိတ်တာလည်းမှာလူဖြစ်ကြိုးနတ်တာနဲ့လူဖြစ်ကြိုးမနတ်တာပါများမနတ်တာများတယ်ဗျာသိပြီလားပဲအရှင်ဘုရားတပည့်တော်တို့စောင်းဟောတာလားဘုရားမမေ့တဲ့တဲ့ဟောတာပေါ်တယ်ဟောတာဟုတ်တယ်နော်အခုပလင်မွားနေပြီးတော့ဒီဘုန်းကြီးဘာပြောတော့ပေါ်တယ်ဟောတာလူတွေအများကြီးပဲဗျာဒီထဲမှာ600လောက်ရှိတယ်လာပြီးတရားလေးနာဖို့ယောက်ျားလေးဆိုဟိုဘက်တန်းမိန်းကလေးဆိုဒီဘက်တန်းအပြည့်တရားကျွန်းလေးကုသိုလ်ပြုခွင့်ရတာလေပုဂ္ဂလာဟုတ်လားတို့ဒီထဲမှာယောက်ျားသားတွေအများကြီးရှိဘူးလားရှိပါတယ်ဗျာကိုနဲ့မဆိုင်တယ်လို့ပဲကိုနဲ့မဆိုင်တယ်လို့ပဲအာဘုံဝင်လို့မဲ့ဟေးဘယ်ရောက်လာလို့လဲကာလာသားတွေတပုံကြီးပဲအာဝင်လို့မဲ့ဟေးတပုံကြီးအခုတို့ဆိုလို့ချင်းကကျန်တာမပြောနဲ့ဘုရားတို့ဒီမှာရောမှာရောက်တော့လို့သွားပြန်လာဟုတ်တယ်ဘုံမတမိတ်ပဲအမျိုးတွေကုန်ဥပုသ်ဆောင်ရမယ်အမျိုးတွေကုန်တရားနာရမယ်တမိတ်ပဲသဘောပေါက်လားဗျာဟုတ်ပါတယ်ဗျာအဲ့တော့ဘယ်လိုလဲလူဖြစ်တယ်လို့ဆိုကောင်းမှုကုသိုလ်တွေမပြုကြဘူးဆိုရင်လူဖြစ်ကြိုးမနှက်ပါဘူးဗျာအခုတို့တရားလေးပြီးအေးတိုက်ပြီးမဆွေးသွားပြီးတော့ကိုယ်ကသွားမှုနဲ့
ဇလက်ဝါကိတ်ချောက်သွားလို့ပဲနောက်ကိတ်ရှိတယ် ရှိသေးတယ် ကိတ်တွေသွားလို့နောက်ရေတက်ကနေရာသွားလို့နောက်ဘက်ပုံနေရာကျော်တယ်နော်ရေတက်ကသွားလို့အဲ့တော့မျိုးတွေအကုန်လုံးစုပြီးတော့ကားနဲ့စီးနဲ့နော် expert ကားကြီးပြင်ထားတာနှုတ်တာexpert ကားကြီးမစိုးရင်သွားပြီးတော့လူမယ်အဲ့တော့ရှိတော့တန်လို့မြန်လို့လူဝဲရလို့လူရတာမနက်မနာပြေသွားမယ်ဆိုရင်လူဝဲမရဘူးနောက်တော့ဆိုတာအနည်းလေးမနက်မနာဆိုတာအဝေးကြီးဟုတ်တယ်နော်မနက်မနာဒီအချိန်ရောက်လို့ဆိုရင်တို့24နာရီစောင့်ရမှာတော့ပါဘူးအချိန်မကြီးဥပမာဆိုတော့နေရလို့ဒါကြီးပြောကြတယ်ဥပမာနောက်တော့ဆိုတာအနည်းကလေးနောက်တော့ဆိုတာ နီးလေးပဲ မနက်မနာဆိုတာဒါတော့ဘုံဘုံကုသိုလ်များများပြီးထားကြဘုံဘုံတော့ဘုံဘုံကယုံတယ်လေဘုံဘုံဒီတောင်မရောက်သေးဘူးရှင်မရရေတတ်လူတော့ပဲနော်ရေတတ်တသိဒီမှာလူလာအများကြီးရေးတာလေဘယ်နှခါမှဝေပြီးတော့မလေးကတော့ဒီမှာရေတတ်တွေဝေပြီးတို့တတိယလည်းဓမ္မသရဝါဆိုမှာနမဆွေတိုက်တဲ့ကတ်တယ် ကတ်တရားတယ် အဲဟော တရား ကတ်တယ်အခုတို့ကတ်နေရနေခဲ့နော်တိုက်တဲ့တောင်ချိန်ကလည်းလေးသွားလို့အောင်နော်ဘုရားကကာရောဘောရောပါရောနော်ရှိလို့ရှိရင်ဘုံကြီးကြည့်ပြီးတော့နှစ်ကတ်သွားလို့လည်းပြီးလို့ရှိရင်အဲ့တော့ကောင်းမှုကုသိုလ်တွေမပြုကြဘူးဆိုရင်လူဖြစ်ကျိုးလေမနဲ့တော့ပါအားလုံးလိုက်ဆိုပဲဘယ်လိုရင်လူဖြစ်တယ်လို့ဆိုလိုပဲလူကြီးတယ်လို့ဆို ကောင်းမှုကုသိုလ်တွေမပြုကြဘူးဆိုရင် ဘာမှကုသိုလ်တွေမပြုလို့ကြောက်ဘူးဆိုရင် လူဖြစ်ရကျိုးဟာလေ တရားကိုအားလေ မနဲ့တော့ပါဘူး နာပါပါ အပြင်လောကကတော့ ရောပါရော နေရာတိုင်းမှာ တရားတိုင်းမှာ အဆိုးမရတဲ့အတွက် ဆိုးပြတဲ့အတွက် ပျက်စီးနေကြမှာ ရစီပြေကြမှာ သိကြလာပါတယ် ဒေတာလာပါလေ အပြင်လောကကတော့နေရာတိုင်းမှာအဆိုးမရတဲ့အတွက်ပျက်စီးနေမှာသိကြတယ်အဲ့တော့အပြင်လောကပျက်စီးနေအတွင်းလောကမပျက်စီးဖို့အရေးကြီးတယ်အတွင်းလောကဆိုတာကိုယ်ချင်းတရား အာမီကျိုးပဲ ဘောဘောအောက်ကိုကုသိုလ်တွေမပြုကြအလေးတိုင်းပါစေယတိမင်္ဂလာအကြဗျာကိုယ်ကဝိပါစေဒုစရိုက်မျိုးတရားဆုံးပဲချိုးနိုင်ပါစေသုံးပြစေလီပါရမီကိုယ်စီဖြစ်နိုင်ကြပါစေဒီတော့ပြုရာ
ဖြစ်ပါစေအစဝအနာကင်းဘုရားရှင်ရပါစေဒီကိုယ်ကုသိုလ်ရှင်များဖြစ်ကြတဲ့လမ်းကလေးတို့ကုကျော်စင်တဲ့မခိုင်စင်ဝဲတတိမခိုင်ရင်ဘုခကတိမတ္တတွေမြေဘုခဘယ်လိုလဲဟိုလိုလားဟမ်ဟိုလီခဟိုလီဒီသားစုမှာအာရှပင်နဲ့ဖာ30စက္ကန့်ရမှာလေဝမ်းမြောက်ဝမ်းသာတာလို့ခေါ်တန်ခါးတန်းပြီးတော့နော်တင်နဲ့ဒီông đồ đồ lên trên ông đồ đồ lên cái lửa sẽ được sao thì không phải cho bất kỳ nhà long long im sen Dạ đó. thế à nó là mà không xỉu đấy sẽ không mà nó không có thể mà đến đi chơi đây mà họ thì đi vào bản là cũng xin là sẽ sau này cũng là nó là mà không xỉu đấy sẽ không mà nó không xỉu nó phải đó là gì Mấy thì bác anh dạy cái lý đi mà thì bác anh dạy cái lý đi mà còn không ấy bao lên này lại qua lên này thả lại nhà cái lý đi thì bác anh là lý tôi mới được ý thôi tôi chơi để ý đi theo ra mâu đi đây ý mà bố lại là tôi chơi này không à lui xin la lên không mà lui xin không mà tại ngô ta xin mà lui xin khó lại không không nhà gì này ý là mà là lo lui xin la lên mà anh nào về tôi bảo giống như đâu nhiều ý đâu muốn cái thế mà có gì thế gian thì thế gì ở vào vậy đấy rồi không thôi không biết Well, tôi thấy đi đâu có gì. Tôi đi đâu tôi đi đâu giờ nó mà bộ. Có bao.
金门的。我后头人家吧，后头人家嘛，我后头人比较啊。保证人家了不是？保证人家我要过来了的，来着了嘛都。ကိုရမ်းလား 对呀， ဒီကက်ကတည်းကဗိုက်ထက်ထည့်ရတယ် 加了点， အဲ့ဗိုက်ထက် 加了点。 အဲ့ဗိုက်ထက်ဟောလားတက်နေရလားမစိုးရင်တိုက်တဲ့တရားတိုင်ဟုတ်တရားနော်ရရပါဆေးဖာတင်မယ်ဆေးဖာတင်မယ်ဝိကာဆေးဖာတင်မယ်နော်ဒါကြတော့ဇလက်ဝါရှိလားဇလက်ဝါရှိတယ် 这个话是，这个话များ啦，乌马呢啦。这个话များ啦，乌马呢啦。嗨，乌马。 အာဒီမာတာဟေးဒီမာတာဟေးဒါခါလေးရဖို့ပဲဒီလိုအေးလားကဲပြေငါတာဒီကြောင်းလေးโอเคဟုတ်ပြီ အောက်ထက်ပူရအောင် အပေါ်နဲ့အောက်နဲ့မွေပေးဟမ် လေဟိုအပေါ်ရွှေ့လေအေးအပေါ်ရွှေ့လေအဲ့ဒါဟောဒါကပြောနေတယ်အပေါ်ရွှေ့လိုက်ပြီဟုတ်တယ် ဘာလို့လဲဆိုဘူးချောက်ရတော့လားဟုတ်လားဟိုဘက်ကလူတွေပြောတာဆွေဘူးဝင်မယ်လို့ဟိုတဲ့ဘာလို့လဲဆွေဘူးဝင်မယ်ဒီနားလေးဆွေဘူးဟိုဆရာလေးတွေတင်နေတာဟာတွေပြောတယ်ဆွေဘူးလို့ဟိုဘွားလူတွေဆွေဘူးလို့မသူတို့ရတော့လက်ထက်တော့ပါသွားတယ် ဒီကြောင့် ရနာလား တရားနာ 哦， ဒီကူကမတော်ဘယ်လိုလဲ 可能要把我带他妈离了，可能要老的。 လောက်တယ်900 920 920တော့လေဘောမှာ ဟိုမှာမဆိုင်ရလေးရိုက်ကျန်နေ 900ကခဏပဲ မဆိုင်ရသေး 哎， 900ကမဆိုင်သေးဘူး 哦，哎， ထက်ပြီးသားလေး ရက်ကြည့်နေကြဟုတ်လားရက်ကြည့်လို့မှအများမရှိဘူးနော်ရက်ကြည့်လို့အများမရှိဘူးတော့ကိုကိုလည်းတော့ကိုကိုလည်းတော့ကိုကိုလည်းတော့လောတော့ဆိုဒီမှာလိုက်ကဒီဘက်မှာထောင်ထားတယ်ဟမ် တန်းစီနောက်ကတန်းစီရမှာလေရှားပြတန်းစီရမှာ ကိုကိုလည်းလို့ 你我讲，这嘛就是我嘛，这哪里嘛，哦哦，这哪里的，你不要那个，你就要看，这个。 တဲ့ နောက်နေ့ဆုံးခဲ့တဲ့ဒီရက်ယူပေးထားလေးဟုတ်ပါဗျာအဲ့မှာအေးတဲ့ပဲမပေးပေး ဆမလေးရက်တက်ခဲ့ပြီပဲ ဟိုမှာကိုတော့တောင်းရပြီ အတလိုက်ကိုအပိုက်ကြောင်းလိုက်ကိုလိုက်အပိုက်ကြောင်းလိုက်ကိုကြောက်ဒီကုန်းနဲ့ကိုရမဘုံဒီကုန်းနဲ့ဓာတ်ပုံရကြောက်မိုက်လိုက်နော်
မှာကုန်းနေတဲ့နော်ချော်ရီတော်ပြီးသားဘုံဘုံနဲ့မှာကုန်းနေတဲ့လက်ပြမသွားနဲ့ဘယ်ငါကုသိုလ်ရှင်ဘယ်လိုလုပ်အေး လူလဲ ဟမ်ဘာကြမှာအေးရဟုတ်တယ်လေ ဘာအေးလဲပြောမှာဒီမောင်မေယူမေဘာယူမောင်မေဘာမှလူနေနေနိုင်ကြတယ်ကြတယ်ဖုန်းပြောလာဖုန်းနဲ့ဝင်ထားတယ်ချော်ရည်ပြီးလို့ရှင်မလို့ရင်သွားမယ်ကလေးတွေရောလူကြီးတွေရောနော်သာဝတ်တဲ့ဟုတ်ကဲ့ဘယ်တော့ဟိုကနေသွားမယ်ဟာအေးစပကနေလိုက်မယ်အဖြစ်တော့မချူကြီးတော့ကဲလို့အဲ့တိုင်းကကြည့်တော့ပါလေအဲ့တိုင်းကကြည့်တော့ပါလေဒီမကြည့်တာလေခုမှ3နာရီကျော်ယူတာလေနိုးလိုက်မှလည်းဒီမောက်ကလေးခါမှာလုံးဝထဲရတယ်သူတို့ထဲအဲ့ဘက်ကနေပြန်နေဟာခြေတော့မိုးမိခုမှထားဘယ်လျှောက်လာလဲဟမ်အမလေးလာမဟိုနားလေးလာခင်ဗျာလောက်တော့လောက်ပါမယ်လာမဟိုနားလေးနော်ဘာကုန်မင်းမဲအောင်လားဟာတို့လည်းအခုရောက်လာညောညောကနညောမကြည့်အောင်တော့ မလေးနောက်ကကြည့် ဒီမှာနောက်မှလာပြီပြလိုက် ငင်းရမနိုင်ဘူးလား နိုင်ပါ နိုင်ပါလို့ပါလားမအဲ့ကဲဝါပြီးတော့လူပိတ်မဝိုင်းမမကဲတော့ငါ့မပြီးလို့မအဲ့ရိုင်းမအေးကဟုတ်ဟရဲ့ေးအဲ့တော့ကဟိုစမိုးကြောင်တော့ပို့လိုက်တပည့်အဲ့လိုက်ပါလိုက်ချလိုက်စမိုးကြောင်ဟုတ်ကိုထားပြောတာ ဘယ်နဲ့ဘူးတော့ဘယ်နဲ့ရောက်ပြရတော့အဲ့လောက်မလောက်ဘူးလေကြောင်းမပြောဘူးလား စမိုးကြောင်အေးဟုတ်တယ်တလူဦးဆိုအကြည့်လိုက်ဆောင်းကိုပြောတော့ဒေါ်စုလိုက်ပါလားနောက်တော့6ရက်ထဲဒေါ်စုမဒေါ်စုယူပြီးတော့ဒေါ်စုတော့တော့လိုက်ဟိုဒါရှင်းမှာဒေါ်ဆိုတော့အဲ့ဒီကမိတယ်ဦးလေအဲ့လိုအပေါ်မောက်တင်လိုက်အပေါ်လင်္ကာဘူးမောက်တင်လိုက်အောင်နောက်တော့ငါးဘူးတော့မောက်တင်လိုက်ဟောကောင်းနေစောယူသွားလိုက် တန်းခိုင်းလိုက်ပါလားတန်းခိုင်းလိုက်ပါလားတယောက်ထုတ်ပါ မောက်တယ်ရောက်ပြီလာရောက်ပြီလာပြီးဒီကလာရှင်းမှာဒေါ်ဆိုတော့လိုက်တော့ ပြေးလား ပြေးတယ်ပိုက်လေးယူအောင် ပိုက်ရိုးဒေါ်ဆိုတော့ပိုက်ယူတယ်ခရိုင်စောအဲ့ဘက်ကမသွားတယ်အဲ့ဘက်မှာလူရောမယ်စပိုးကြောင်ဟိုမှာယူနေတယ်ဘုမမတော့ဝေးခဲ့လိုက်လူရင်ဆက်ယူလိုက်အေးဟုတ်တော့ဝေးခဲ့လိုက်ဒါလည်းဝေးခဲ့လိုက်နော်ပိုက်မရလေမိမိပိုက်မရလေတို့တို့လေ ဟဲ့
မတော်ယူမှဝင်ယူကြ လာကြလီ ဒီထဲကြံသေးတယ်ဒီထဲလူတွေကြံသေးတယ် အဲဒီရဲလူတွေလာကြလေလေဟောမရသေးဘူးလားမရသေးလူတွေလွတ်လိုက်အောင်လို့အေးတော့ပြီးသွားပြီလားလိုက်ဖို့အများလိုက်ရတာများလို့ ကားတော့မှာဟုတ်တယ်လိုက်ရတော့များ ပေါ့ဝဲမှာဘုံတမန်ဝဲမှာတမန်ဟီးလို့ပူကေလို့ဝဲတာအဲ့ဒါကြီးပြင်ရတော့မဟုတ်ဘူးဒီကောင်မျိုးလေဟီးလို့ပူကေလို့လား ဒါကြောင့်ဟောတယ်တရုတ် ဒါတရုတ် အိန္ဒိယလား ဒါတရုတ် တရုတ် ဟိုမှာမီးမရှိတော့ဘူးနော်ဘယ်လိုဖြစ်တာဆရာ ကိုရသေးတယ်ကမ္ဘာလို့ဆိုရင်ဓာတ်ပုံတွေတော့ ဟုတ်ပြီရိုက်မယ်လေတိုင်မယ်လေဟုတ်လားကိုရမျိုးဒီကောင်မီးမပါဘူးလား ဟုတ်တယ်မပါဘူးဗျာ အစရတဲ့မပါလား စားရမှာပါ ဟုတ်လို့လားရောင်ပြန်ပြီပါ ဟုတ်တယ်ဗျာအဲ့ဒီဖွားဖုံးမရှိအစိုးရအစိုးရမရှိ ဒီဘယ်နဲ့ရိုက်မှာလဲဘယ်နဲ့ရိုက်မှာ ဘယ်ရောနောက်ဒီမှာဒုတိယနာလုံးမလား ပိုင်လေးရင်ယူဟွာပေးလိုက်မယ်ဟုတ်တယ်ဟိုမှာအေးသွားယူသွားပိုင်ရင်ယူသွားလေပိုင်ဝေရလူကရှင်းသားတော့ဝေတယ် နောက်လာကြတဲ့ဘုရားလေ ဟုတ်ပဲလား လက်ပုံချိန်နေကြပါမှာ မရှိဘူးဘာလို့ချလို့ဟုတ်အဲ့ပါဗျာခလာလေးအဲ့ကလာတိုင်းလာခဲ့ တော့ပေးလိုက်မရသေးတဲ့လူတော့ခေါ်တော့ဒီကလူ ဟိုမှာလာတော့မရှိ လာတော့မလားဟုတ်လာတော့မယ်